ကွယ်ငါတို့အမေရိကန်မှာအခုလှုပ်သွားလှုပ်ပြန်ဈေးသွားဈေးပြန်ဒီ passport နဲ့ပဲသွားနေရမယ်ဒါမှပဲနည်းနည်းလုံခြုံမလားလို့စိတ်ချရမလားလို့ထင်နေတာ green ဘယ်လိုပြောမလဲဆိုတော့မပုံတင်လေးယူသွားမယ် passport လေးယူသွားမယ်ကိုရေခဲနဲ့တွေ့လို့ရှိပြဖို့အဲ့ဒါပဲအားလုံးသတိရှိကြနော်အားလုံးပဲလုံခြုံကြပါစေshopping ထွက်လည်းဒီလိုပဲထည့်ရတယ်ကွယ်တွေ့ရမလားမေကံဘောကံဘောအခုဒီလိုဖြစ်နေတော့ကွယ်သွားရလဲ passport နဲ့လာရလဲ passport နဲ့လောက်သွားလောက်ပြန်ဘယ်လိုလုပ်မလဲအမေရိကန်ဘောဒီလိုပဲပေါ့နော်အခုခေတ်ကဒီလိုဖြစ်နေတယ်ကွယ်အဲ့ဒါပဲနော်အားလုံးသတိရှိကြနော် bye bye